ပြောကြည့်ပါဦးသတင်းနောက်တွေမလားသတင်းနောက်ဆိုပြောတတ်ရမယ်လေဒီမှာလေးတို့ကပြောကြည့်ဘလို့မျိုးဖွဲ့စီပြောရမှာလောက်တာပေါ့နော်ဘလို့ရလဲဆိုတာအမှန်တော့ဒါဟိုစစ်ပွဲဖြစ်တာကိုသူကရက်တန်းနေတာလေစစ်ပွဲဖြစ်တာရက်တန်းဟုတ်တယ်မောင်လေးဟုတ်တော့လောက်တင်တယ်ဒါပေမဲ့လောက်တင်တော့လောက်တင်လောက်တယ်ဒါပေမဲ့အခုစစ်ပွဲဖြစ်တာလေးကပေါ့နော်အမလေးတစ်ခုပြောပြမယ်နော်မေးကြည့်တာပေါ့စစ်ပွဲဖြစ်တာအခုကဘယ်ဘက်ကစဖြစ်တာလဲမောင်လေးဘယ်သူကစဖြစ်တာလဲဒါဟိုလက်နက်ကန်ခွဲရတယ်စဖြစ်တာလက်နက်ကန်ခွဲရစဖြစ်တာဘယ်သူတွေထိကြိုက်လဲမောင်လေးထိကြိုက်တာတော့ခုလောက်ဆိုပြည်သူတွေကဟုတ်ပြည်သူတွေကညီမောင်းနေလဲထိကြိုက်တယ်ဟုတ်တယ်နော်ဟုတ်တစ်ဖက်လုံးရက်မှာလေစစ်ပွဲလက်ဦးတစ်ဖက်လုံးရက်မှာဆိုပေမဲ့မောင်လေးအဓိကဘယ်သူတွေကပိုရက်တင်တာလဲပုံမှန်လေးနဲ့ပဲပြောမီဒီယာအနေနဲ့မပြောနဲ့ပြည်သူတယောက်အနေနဲ့ပြောတော့ဒါပြည်သူတယောက်အနေနဲ့ပြောမယ်ဆိုတော့စစ်ပွဲကိုစလုပ်တဲ့လူပဲရက်တင်တယ်ဟုတ်တယ်လေသူစတာလေမောင်လေးစစ်ပွဲကစတာတော့ခုလက်ရှိကတော့မူစတဲ့105မိုင်မှာတိုက်ခိုက်ခံရတဲ့တော့ဟာဘယ်သူစလုပ်တာဆိုတာလဲဒါတော့ဘောသိရတယ်ဗျဟုတ်ပြီဘယ်သူကစလုပ်တာလဲမောင်လေးလူဒီ105မိုင်စကန်ကိုဘယ်သူတွေစလုပ်တာလဲဆိုတာလဲမှာဒီပြည်သူတွေရောမီဒီယာတွေရောအကုန်လုံးတန်တိုင်းကလုံးလည်းသိတဲ့အတွက်ဒီစလုပ်တဲ့ဘက်တော့ရက်တင်နေတာကျွန်တော်အမြင်ပြောတယ်အိုးရဲ့အမြင်ပြောတာတော့ကျေးဇူးတင်ပါတယ်